ကဘာနေကြော်လားခင်ဗျာနားလေးမင်းတော်ဝင်လာဟဲ့ပါတယ်ခင်ဗျာမလီချော်လို့ပြလို့ခိုင်းလို့နာဒီပါတယ်ပါရေโอเคဘာကဘာတိုးတက်လားခင်ဗျာဘာရေအလူတက်စင်းနေရပြီဘာရေအလူတက်ပဲလက်စင်းသက်ပြန်အတုံး90တခါတော့လိုက်ကမသိတော့ပါအချင်းတော်ဝင်နေမှလို့ဟာဝမ်းတိုင်လားဘာအခုလို့ဘာနဲ့အတူနော်ကျွန်တော်ပန်ဒရာဒေဝီပြချက်ကြီးမှာအတူတူကပြခဲ့ကြတယ်အခုတခါပြန်ပြီးတော့စုံမွေးရတဲ့အတွက်အင်မတန်မှဝမ်းသာမိပါတယ်ဘာရေဟုတ်ကဲ့ဒီဘက်ကကိုချက်ပေါက်ထူလိုက်လေနေသားလေးခေါ်နေထူလေထူလေငါပြန်လို့မပြတ်မှမသိတခုပါဇက်နဲ့ပိတ်ထိုင်တခြားနေရာနေထူလိုက်လေဘူးဟုတ်တော့ဗောဗျမင်းတော်ဝင်လေဟာလာမင်းတော်ဝင်လေအဲ့ဒါဘာတူလဲလို့မေးရင်ရိုးပြောပါဒါချစ်စရာလေးဒါလေးမင်းတော်ဝင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဒါကြီးဘက်ကကိုဖွေးဖွေးလာခင်ဗျာဟဲ့ကလေးဖေဒါပဲသူညာနေရပဲသိရမလို့တက်မူလေးအခုလို့ကလေးကတော့ခုနကပြောတယ်ကလေးထိန်းထားတဲ့အမကြီးအားတဲ့ပြန်တော့မှမလို့ကလေးလာခေါ်ပါတဲ့ခဏတော့နှုတ်ငါပေးတော့လို့ကလေးကိုတိုက်ဖို့နိုဘူးမယူရနဲ့ငားရင်တော့တခါတည်းနှလုံးလောက်ငားလိုက်ပါတစ်လုံးကမီးထုံးဖို့တစ်လုံးကကဆက်ဖို့နှလုံးအားပေးတော့ဦးချက်ပြက်ပြမရှိတော့တကယ်ချစ်ဖို့ကောင်းတယ်တက်မူလေးနဲ့တေးဥဆောင်တဲ့မင်းတော်ဝင်နှလုံးမဲ့ဝင်တာအဆင်ပြေတယ်ကွနှလုံးကြတော့တိတ်အဆင်မပြေဘူးနာမည်ကမင်းသားဟေးโอเคဒီဘက်ကကိုလာကြော်လာခင်ဗျာโอเคမင်းသားလေးတကယ်ချောတကယ်ချစ်စရာအခုအရမောင်းရင်တိုက်โอเคအရမောင်းရင်လည်းတူတယ်အတန်စိမ့်နိုင်ရင်လည်းတူတယ်တကယ်သေးချာရှိရင်လေမင်းသားလေးလည်းပြုံးလိုက်ရင်ဟန်သာမိုးဝင်းလို့ဘာလို့လဲနော်ကိုမကသားလေးလာကြော်လဲဟိန်းဝင်ရလို့ဘာလို့လဲသူ့ဖေကလည်းနေတိုးလို့ပါဆရာကျွန်တော်လုံးပြီမယ်နော်ဆရာလုံးပြီကွာကျွန်တော်ထိုင်ကြည့်နေတာလေအဖနေဆိုတော်တော်ခေါင်းမှာဖုနေလောက်ပြီမဖုပါဘူးတာရဲ့သူအတွင်းကြီးကြီးသွားမှာအေးရောင်းလေငါလည်းကွာရောက်လာတဲ့ဒီရင်ဘိုးအိမ်နဲ့ဝင်းအိမ်နဲ့မှားနေတာမျိုးဒီမကြီးကိုအဲ့ဒါချုပ်ပေးတာကိုကဆရာရဲ့သမီးချုပ်ပေးတာလေစန္နာချုပ်ပေးတာတဏချုပ်ပေးတာလုံးယုံတော့ရှိတာသလားအောင်မဲချင်းမကိုက်ဘူးမသိရင်ဘရူးမပေါက်လို့လေးလို့ပဲအဲ့ဒါရေမင်းတော်ဝင်နောက်ဆုံးတစ်ယောက်ပဲကြံပါတော့တယ်နော်သူပဲကြံရစ်ဖြစ်နေတာပါโอเคနှုတ်ဆက်လိုက်မယ်ကိုကြံရစ်သူရေဆုံးပြီမဟုတ်ဘူးမားလို့ကြံရစ်သူမဟုတ်ဘူးသူကိုတူနိုင်သူတယောက်ပဲကြံရတော့ကြံရစ်သူမှတ်သွားတာကြံရစ်ဆိုတော့ငါမသိဘူးဂျားတဲ့ကငါဟွာကြီးကြာနေတာကွယ်လွန်သူကြီးလေတဒါโอเคအခုလိုမျိုးကပြဖြော်ပင်ခွင့်ရတဲ့အတွက်အင်မတန်မှဝမ်းသာကုန်မိပါတယ်ဟုတ်ကဲ့ပါသားကြီးကျွန်တော်တို့ကသပင်ကိုချစ်လို့မှန်ပါကျွန်တော်တို့မန်းလေးသားတွေကသပင်ကိုငငယ်လေးတဲ့အင်မတန်မှချစ်မြတ်နိုးတယ်အဲ့တော့အခုလိုကပြဖြော်ပင်ခွင့်ရတဲ့အတွက်အင်မတန်မှဝမ်းသာကုန်ပါတယ်ကျွန်တော်တို့တက်လို့ကတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ရင်ထဲကနေချစ်တဲ့အမှုပညာလေးနဲ့စူးစမ်းပြီးကတာဟုတ်ကဲ့ဗျာပြိတ္တကိုဘတော့မှညာမကောက်ဘူးနော်မတက်ရင်မတက်တဲ့အတိုင်းအမှန်တိုင်းပြောပြီးမှကတာပွင့်လင်းပဲအမှန်တိုင်းပဲနော်ညာကလို့ရတယ်ပြိတ္တကိုဟုတ်တယ်ဒါပေမဲ့မင်းတော်ဝင်ဘတော့မှညာမကဘူးညာမကဘူးရွာသားကြီးညာကတယ်ဆိုတော့ဘလို့လဲတစ်ခါတည်းပြမယ်ညာကရပါတော့ညာကတာလေညာကတဲ့ကလေးအတီးညာကလေးဟဲ့ဟုတ်လေတားလေးတကယ်ကွာဒါညာကတာညာကလေညာကတာပြိတ္တကိုညာကတာမင်းတော်ဝင်ဘတော့မှညာမကဘူးအဲ့လေညာကလေးကပြညာကတယ်ဆိုတော့အဲ့လိုမျိုးညာကတယ်ဆိုတော့အဲ့လိုခုနညာကတာပြိတ္တကိုညာကတာမဟုတ်ဘဲနဲ့ကပြမယ်တကယ်ညာကပြမယ်ကသွားတော့ညာကတာပေါ့လေဟေး